လောကကြီးမှာနေ့ရက်တိုင်းကလေရွေးချယ်မှုတွေနဲ့ပြည့်နှက်နေတာပဲမနက်နိုးထလာကလေးကစလို့ဒီနေ့တာလုံးမှာငါတို့တွေဟာလေလမ်းစုံလမ်းကွာတွေနဲ့ရွေးချယ်စရာတွေလမ်းကြောင်းတွေအများကြီးကိုဖြတ်တန်းကြရတယ်လူတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အခါမှာလေငါရဲ့ပတ်ဝန်းကျင်မှာမင်းထပ်ပို့ပြီးပြည့်စုံတဲ့သူတွေပို့ပြီးတောက်ပတဲ့သူတွေဒါမှမဟုတ်လေပို့ပြီးအဆင်ပြေမဲ့သူတွေရှိလာနိုင်တာပေါ့ရွေးချယ်စရာတွေရွေးချယ်ခွင့်တွေကတော့လောကကြီးမှာအမြဲတမ်းပေါ်များနေတတ်တာတဘာဝပါပဲဒါပေမဲ့လေငါရဲ့နှလုံးသားကိုတခုခုရွေးချယ်ခိုင်းမယ်ဆိုရင်တော့ဘယ်လိုပဲဆွဲဆောင်မှုတွေပဲရှိရှိရွေးချယ်စရာတွေဘလောက်ပဲအများကြီးရှိနေပါစေအောင်နော်ငါကတော့လေမင်းကိုပဲအမြဲတမ်းပထမဦးဆုံးနဲ့နောက်ဆုံးအဖြစ်ရွေးချယ်နေအောင်မှာပါပဲငါမင်းကိုချစ်ခဲ့တာကတခြားရွေးချယ်စရာမရှိလို့အဖော်မဲ့နေလို့မတက်တာလို့ချစ်ခဲ့ရတာမျိုးလုံးဝမဟုတ်ဘူးလေလောကကြီးတစ်ခုလုံးထဲမှာလူတွေအကုန်လုံးနဲ့ရှင်လာရင်တော့မင်းကသာငါအတွက်လေအစစ်မှန်ဆုံးနဲ့အလိုအဆုံးသူဖြစ်နေလို့ပါမင်းရဲ့အမားတွေမင်းရဲ့အားနည်းချက်တွေနဲ့မင်းရဲ့မပြည့်စုံမှုတွေကိုပါငါကလေအပြည့်အဝသဘောကျပြီးသားမို့တခြားဘယ်သူနဲ့မှလည်းမလဲနိုင်ဘူးနှိုင်းရှင်ဘူးလည်းမလိုဘူးလေဒါကြောင့်ဘယ်လိုအခြေအနေမျိုးပဲကြောက်ကြောက်ဘယ်လိုလမ်းခွဲတွေပဲကြုံရငါဘဝတော်တော်လေးတေးကြတာတစ်ခုကတော့ငါမျက်နိုးနဲ့ရွေးချယ်မဲ့သူဟာလေဘယ်တော့မဆိုမင်းတယောက်တည်းပါပဲ